အိမ်လေးတစ်လုံးရဲ့တမိုးအောင်မှာမိသားစု6ယောက်နေထိုင်ကြပါတယ်။အဲ့မိသားစုဝင်တွေထဲမှာနားမကြားလင်မယားနှစ်ယောက်ဖြစ်တဲ့ကိုကန်ထူမအေးသွယ်တို့နဲ့အတူတန်ဆွမ်းသူအသက်8နှစ်အရွယ်သားလေးနဲ့3လအရွယ်သမီးလေးတို့နဲ့အတူအသက်80အရွယ်ဖိုးလာနဲ့ဖွားဘူးတို့အတူတူနေထိုင်ကြပါတယ်။ကိုကန်ထူဟာအိမ်တော်ဦးစီးပြီးနေ့စဉ်လက်သမားလုပ်ပြီးမိမသားသမီးနဲ့မိဘနှစ်ပါးတို့ကိုရှာဖွေကျွေးမွေးနေသူဖြစ်ပါတယ်။မအေးတယ်မှလည်းအိမ်မှုကိစ္စများကလေးဝေရဝိစာများနဲ့မိဘနှစ်ပါးကိုလည်းချွင်းချက်မရှိပြုစုပေးပါတယ်မအေးတယ်နေရချင်းတနေ့ကုန်ပြင်ပန်းနေရတာအထင်သာမြင်နိုင်ပါတယ်ထိုးတက်နေတဲ့ကုန်စည်နှုန်းကိုအမိလိုက်ဖို့ရာမောင်တထမ်းမယ်တရွက်ဖြင့်အိမ်ရဲဝင်ငွေအတွက်ကြုံရလုံလေးတွေလုပ်ပြီးစူးစားရုံကန်နေရပါတယ်ကိုကန်ထူးမှာအလုတ်ပင်မန်းသည်ဟုအကြောင်းပြကတေးရည်လေးတများများဖြင့်ညဘက်အိမ်ပြန်လာတတ်သည်မှာကြာလာပြီဖြစ်သည်တေးရည်တကူကြောင့်အိမ်ပြန်ရောက်တာကိုကန်ထူးမှာဇမီးတဲ့အပေါ်နိုင်ထက်စီးရင်းပြုမှုပြီးရှိုင်းညက်ထိုးကျိတ်ပါတော့တေးရည်မူးလာရင်ကိုကန်ထူးသည်လိန်စိတ်နိုးကြွတွေးဆူလာပြီးမအေးတယ်ကိုအနိုင်ကျင့်ပါမအေးတယ်မှာတနေ့ကုန်လုံးများသဖြင့်ပြင်ပန်းနေတာကတကြောင်အိမ်စည်းပွားရေးအခြေအနေကြောင့်ခလေးမြူနေတာကတကြောင်ကြောင့်ကိုကန်ထူးရဲ့တောင်းဆိုမှုကိုငင်းပယ်တော့လေအတင်းအားမှပြုတ်ကျင့်ခံရပါတယ်ရက်ကြာလာသောအခါမအေးတယ်မှာစိတ်ဖိစီးမှုများနဲ့ခန္ဓာကိုယ်ပေါ်တွင်တန်ရာများဖြင့်ပင်ပန်းနေရပါတော့သည်မအေးတွေမှာတယောက်တည်းဒီလိုဖြစ်ရဆိုကြီးကိုကြိတ်မိတ်ခါခံစားနေရပါတော့တယ်ဒီနေ့တွင်မအေးတွေနှစ်ပေါင်းများစွာမတွေ့ရကြပြီဖြစ်တော့မအေးတွေတငယ်ချင်းဖြစ်သူမမေဦးနှင့်လမ်းတွင်အမှတ်မထင်ပြန်ဆုံတွေ့ကြပါသည်မမေဦးမှာစကားပြောနေရင်မအေးတွေတန်ရံများကိုသတိပြုမိရမှမေးမြန်းသောအခါမအေးတွေမှဖြစ်ကြောင်းကုန်တွင်ကိုသူမ၏လက်တင်ဂီတာဘာသာစကားဖြင့်ပြန်ပြောပြပါသည်ထိုအခါမမေဦးမှကောင်းစွာသဘောပေါက်ပြီးပြန်ရှင်းပြသည်မှာချစ်သူစုံလေးများတွင်မိန်းကလေးကသဘောမတူရင်လက်ကင်ခွင့်ပင်မရှိကြောင်းကာမဆက်ရှက်မှုတွင်လိန်အမျက်ထုံမှုမြောက်ကြောင်းလင်းမြန်းနှအုံးကြားတွင်လည်းလက်ထပ်ပြီးသောမိမိပိုင်တရားဝင်များဖြစ်စေကမူမယားမှသဘောမတူရင်ထိုကာမဆက်ရှက်မှုသည်မရိမှုမြောက်ကြောင်းရှင်းပြလိုက်ပြီးဒုက္ခတွေကိုထို့သို့ကြုံတွေ့နေရလျင်အပြုံးပန်းတွင်တိုင်ပင်ဆွေးနွေးနိုင်ကြောင်းပြောပြလိုက်ပါသည်